လက်စားဆွဲဆိုလွတ်ပြချင်တယ်နေရာတဲ့ငါတောက်ပြတယ်ငါပတ်စံနေဝဲတာညံတော့ငါနေဘာလို့ပြောဘာဖြစ်လို့ပြောဘာဖြစ်လို့ဒီဘာလို့စားတော့တယ်ငါလိုက်ပြောတာတော့ဘယ်မှာစားတော့ပြောလို့နေမစားလို့ပြောရလေထုတ်ပါတော့နေရှမ်းကောင်ဆိုလကားရအောင်ပကံလိုက်ကြီးထားခဲ့ရဘာလို့မစားမပြန်အောင်စိတ်တော့လားပြောတာဘာပြောလို့ပြောအဲ့နာဘာပြောလို့ပြောဖဲလို့ဘာပြောလို့ပြောတာပါပြောလို့ဘာပြောလို့ပြောလို့ငါမဲသွားတော့ပါငါမမေ့ပြေပေါ့မှာမပြောဘဲနဲ့နေရာသူစိတ်ဆိုးပါလေငါပြောဘာပြောအောင်လို့ဘာပြောလို့ပြောနေအောင်လားတဲ့နာနေမသားဘာပြောလို့ဘာစဉ်းစားကြပါလို့ဒီပြောရတယ်ပြောလို့မလားစိတ်ဆိုးဘာလို့စိတ်ဆိုးအောင်အခုသေးသားနေရတော့မင်းစိတ်ဆိုးပြီးထားသွားတာလေအရှမ်းကောက်စိတ်မစားဘူးဘာစိတ်ဆိုးပြီးထားပါဦးဘာပြောလိုက်လဲဘာမှလည်းမပြောဘဲနဲ့စိတ်နဲ့လူနဲ့မကဲဘူးယူနေရပြောတယ်နင်မပြောဘဲနဲ့စိတ်ဆိုးထားပါပြောတယ်လို့ဘာပြောတော့အခုသေးသားနေစဉ်းစားရရတယ်3မိနစ်ချိန်ပြီစဉ်းစားငါဘာပြောရလဲလို့မဆန်တဲ့ကုန်းထားတဲ့ဘာမှမဝင်နေတဲ့ခုနတရတဲ့ကုန်းနေတယ်မလေးရောက်တာဆယ်ရဲမပြည့်သေးဘူးပါဇက်ကစားတောင်းနေမှာတော့ခုနတရကုန်းမှာပါမစားပဲနဲ့ဆိုနေမစားဖို့ကြရောပဲတလား3သိန်းရတဲ့လက်မရဘယ်နဲ့လုံးမရဆိုအဲ့ဟာသူတို့လေငါ့ကိုအဲ့ဆိုတော့ကလည်းအဲ့လိုမျိုးဝိမ်းမအောင်ရှာယူငါ့ကိုလာမြူနေငါ့ကိုယူရင်ပတ်ဆက်ကောပဲစားနေမသိဘူးလားနေကိုတော့မပုံပါသလိုမင်းပြောမင်းကခုဆွဲကြိုးလှုပ်ချင်ရနဲ့ဘာလှုပ်ချင်ရနဲ့ဆွဲသည်လှုပ်ဖို့ရဆွဲကြိုးလှုပ်ချင်လို့ရပတ်စံမရှိတော့ဘူးပြောတယ်ဘယ်ဆွဲသည်မှမလုပ်ဘူးမင်းဆွဲသည်လှုပ်ချင်တာမင်းငါစင်တာရှိတယ်ငါမရှိရအဲ့မင်းမစင်တာလေအဲ့မင်းမရမှာမဟုတ်တယ်မင်းရပဲမပြောင်းမင်းရလက်ကျွေးပြောဒီလိုပြန်မပြောင်းသိလားငါမင်းဒီလိုမျိုးကျွေးပေးလည်းပြန်မပြောင်းဆေးမေးလည်းပြန်မပြောင်းနေရကျွေးပေးပြန်ပြောင်းငါဒီပေးတဲ့ဟာတစ်ခုမှမလုပ်ချင်ဘူးနေစတဲ့ဆိုငါတစ်ခုမှသုံးကြီးတဲ့ငါစနေတော့လည်းမင်းတော့လေငါကစီနေရဆိုလည်းမင်းတော့လေငါဘာလို့လဲကစီနေရမဟုတ်ဘူးနေပူအောင်လို့ပြောရလေငါတို့လည်းမရနေရပူအောင်ပြောရလေနေပိုးချင်နေနေစုငါ့ကိုလာမယူနဲ့ငါတော့တပည့်ယူထားပြီးဝါမကျွေးမင်းဝါမကျွေးညနေရမုံက2000မစားတယ်သမင်းရှင်းရတာ3000ကျော်2000မို့တော့စိတ်သားကြောက်က2ပွဲနဲ့စိတ်သားကြောက်1ပွဲနဲ့စိတ်သားကြောက်က1ပွဲပါသေးတယ်ပထမစားတာဗာနဲ့စားကြက်6ကျော်1ပွဲပြီးရင်သမင်းက2ပွဲအဲ့ဒါစားတာဝါအောင်မကျွေးဘူးပြန်လို့ချင်တာအဲ့ဒါပြန်လာတော့မုံဆိုင်ဝင်မုံက2000မို့စားတယ်ဟုတ်လားအဲ့2000ရှိမှာအဲ့ဒါပြန်ပေးပါပြန်ပေးဖို့လည်းပြန်ပေးပါနဲ့စားပတ်သက်ကိုပဲတရက်ကိုအိုးဝေကအသွားပြန်2000အဲ့ဒါဒီဆိုင်ကဝယ်ထားလေဒီဆိုင်ကဝယ်ထားညနေစာ6000ကျော်သွားပြီဒီဆိုင်ကဝယ်လို့ငါတရက်ကို9000မဝင်ဘူးဗျာအဲ့ဒါသိလားမန်းလေးမှာနေရင်တရက်9000မဝင်ဘူးဗျဒီဝင်တော့ဝိုင်းမှာတောက်ရှာလေကြားမှာဘူးငါစီဘူးလေးရောငားလိုက်အောင်ရှာဆိုကြားပေါ်လေးရအောင်မဖိမကမ်းမှာကတဲ့သိလားကားတန်းနေတဲ့အချိန်ဖိမလိုက်ကမ်းလို့ပြန်နေဒီကားတန်းနေအိမ်အောင်ကြရစူးတဲ့ဆောင်တော့ပြောလက်သိမခင်ပြောပြရင်လည်းမကြွေးဘူးဆိုပြောနေငါလာမပြောနဲ့တော့မပြောလို့ရမလားပြောရမှာပေါ့ပြောနေကြိုက်မင်းတယောက်တည်းမဟုတ်ဘူးငါတယောက်တည်းနောက်လာနောက်သားရင်မယူတော့ဘူးတဲ့မမယူပါမမယူမလဲဒီလိုဟာမျိုးနေယူအောင်မစောင့်နဲ့တယောက်ဖဲတော့ဝါအောင်မကြွေးတာပြောဆုံးတယ်နောက်ထပ်တယောက်ပါယူတရက်တသိန်းကငါလည်းမဝင်ဘူးနင်းသုံးတာတရက်တသိန်းတော့ရှိရမြင်လားသူတော့အစကလည်းဒီလိုမိန်းမမယူရဲဒီလိုမိန်းမယူရင်တသိန်းကုန်မယ်ဆိုတာနင်နားမလဲဘူးလားအောင်တော့ကစဉ်းစားထားငါတို့အုံနာတော့မမေကအိမ်နာဆိုင်ပဲစားတာနင်ကတက်စားလိုက်ရွှေပြေးစမ်းနေမဲရွှေမန်းလေးနဲ့မင်းတက်စားလိုက်ဘောက်တာရဒီရစားစားဘယ်ရစားစားဘိုက်ပြည့်လေနင်းကြိုင်းတဲ့တိုင်းစားနင်ကတတိလာခင်ငါပြောငါမဲအလုပ်ထားငါအလုပ်ထားနိုင်ခုကွာလိုက်ဆိုင်မနေနေဟိုညိုသီးနဲ့ဘာလို့စားတာရှော့ရှော့ပြောနေမလေးစားပါ
အခုမျိုးနေလိုက်ကြည့်ပါလား ကြက်ကြော်နှစ်ပေါင်နဲ့ညုတ်သီးနဲ့မြဲတဲ့ဆန်ငါဝယ်ပြီ အခုမျိုးနေလိုက်ကြည့်ပါလား အဲမြို့နေရဒါအဲ့ဒါခဏတစ်ပြုတ်လဲလာတဲ့ခါမျိုးလေကိုကခဏတစ်ပြုတ်ပါမို့တာ နေနေငါမေကနေလို့မညိုချင်ဘူးသိလား ဟာခဏတစ်ပြုတ်လဲလာမှမို့တာ ဒီနေခဏတစ်ဖြုတ်လဲ အဲရေး တော ရှိ င်းမှာလို့ထက်ပြောလို့ချင်းတခါလုံးနဲ့ထုတ်မှာတော့ထက်ပြောကြည့်တောင်းမှာကြိုက်လို့ချင်းကွာလိုက် အာဆုံးမလည်းနား စုံမနဲ့နေစုံမရငါဖေလဲမဟုတ် နင်းလင်လေ စုံမနဲ့မကြိုက်ဘူး ဟာနင်းလင်လေ သူစုံမမယ်မကြိုက်ဘူးငါမေရလို့စုံမနဲ့တော့ မေဆုံးမတော့မင်းနားထောင်လို့လား ရှာမရှင်နဲ့ နားထောင်လို့လား ချီတော့ကြီးနဲ့လာလာမလုံးနဲ့လို့ငါတတ်မှာနော်နေထိနဲ့ငါတောင်းမထိနဲ့လို့ငါတကယ်စိတ်တော့တာစိုက်တော့တောက်ခွက်ပြောင်း အဲဘာမစားလို့ဖြစ်တာဟမ် ဘာမှမစားရလို့မဟုတ်ပတ်သက်ခေါင်းကျထုတ်ပေးလို့ပြောတာလေထုတ်မှာတောင်းရမှာလို့ပြောတာအချိန်နေနိုင်တယ် ငါမထုတ်ခိုင်းတာလေအောင်နာကောက်ထွက်ခါနီမှာထုတ်ပေးလိုက်တော့လို့အဲ့ဒါမှကောက်ကြည့်ရကြည့်ဟိုးမကြံဘူးလို့ငါမထုတ်ခိုင်းမပေးသေးနဲ့အောင်လို့ကားထောက်ကနီမှာပေးလိုက်လို့ 哎呀，他没စားနဲ့ငါစားနဲ့ငါစားနဲ့စားနဲ့နေငါနဲ့ဒီနေ့တနေ့ကမစားနဲ့ဒီနေ့တနေ့ကနောက်ရက်လည်းမစားနဲ့ အဲ့ပစံနေပြီးရင်ကောက်ကြီးထွက်ခါနီမှာဆိုအကျွေးတွေဘဘနဲ့ဆက်သွားလို့ရအဲ့ဒါကျန်တာမကုန်တော့ စား နင်းပစံမရှိရင်ချွေတာသေးတယ်နင်းပစံရှိရင်မချွေတာဘူးအဲ့ ထွေးတော့ငါဟာလေကုံတော့နေမှာနေမစားမဟုတ်ဒီထဲကမစားငါစားတော့ငါခုတော့ငါခုပြန် ချွေစမ်းပဲ ခုပြန်မ အာဒီမင်းမဘယ်လိုဆုံးမမယ်မ ဟဲ့ သိ တွေးမှာ ဘူး စားငါမိတ်ငါနဲ့ကြမှာအကျိုးဆောင်ချင်းသိလားသိလား နင်းရှာပေးတာပဲနဲ့ပြရှိလို့ပြော အမေကငါ့ကိုပြန်မတောင်းဘူးသိရလားဒီလိုမျိုးမှမနေပဲနေလာပြောဆိုငါမေကဘလောက်ပေးရဘလောက်ကျွေးရကျွေးဒီလိုမျိုးပြန်ပြောမနေ မင်းကမင်းဘယ်လောက်ရှာပေးတာလို့ဘယ်လောက်ရှာပေးတာလို့ပြော